အားလုံးပဲမင်္ဂလာပါခင်ဗျာအစတိုးဘီ Moving Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒရမာဖန်တစီနဲ့ထိတ်လန့်တဲဖို့ရတာတွေပေးစွမ်းမဲ့ဇလန်ကောင်းတစ်ပုဒ်ကိုပြောပြပေးသွားမှာပါဇလန်ရဲ့အစာတမနက်ခင်းမှာတော့တီတီလိုခေါ်တဲ့ကျောင်းသူလေးတယောက်ဟာသူမရဲ့ဆရာလေးဆရာဝေရန်ရှိကိုစာအုပ်သွားပေးရင်းနဲ့ဆရာဝေရန်ကတီတီကိုစပွဲပေါ်တင်ပြီးအနမ်းနေပေးကချစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်ဒါပေမဲ့အပြင်ဘက်မှာကျောင်းသားတွေဝိုင်းချီနေတာကိုတီတီမြင်သွားတဲ့အခါမှာတော့ဆရာဝေရန်ကိုရက်ကိုတောင်းဆိုလိုက်ပါတယ်။သူမကိုသူမမှန်နဲ့ပြန်ကြည့်လိုက်ချိန်မှာတော့ဘလောက်တောင်ရုပ်ဆိုးနေလဲဆိုတာတတိထားမိသွားပါတယ်။အဲဒီချိန်မှာပဲအတန်းထဲကိုတခြားကျောင်းသားတွေရောက်လာပြီးဆရာဝေရန်ကလည်းလူပုံလဲမှာသူမကိုဘယ်တော့မှမချစ်နိုင်ဘူးလို့ပြောချလိုက်ပါတယ်။ဝမ်းနဲ့ဆရာကောင်းတာကအားလုံးကပါတီတီကိုဝိုင်းလောင်နေကြပါတော့တယ်။တကယ်တော့ဒါတွေအကုန်လုံးကအိမ်မက်ပါအတန်းထဲမှာအိမ်ငိုင်နေတဲ့တီတီကိုဆရာဝေရန်လာနှုတ်ပြီးအရှင်ပြေးရလာမိလိုက်တယ်တီတီလည်းရှက်ရှက်နဲ့ခေါင်းညိပြပြီးဆရာကစာဆက်တင်လိုက်ပါတယ်တီတီကတော့အခက်ခဲတွေကိုရင်ဆိုင်နေမဲ့ခွန်အားတွေရဖို့မော်စောကိုဖန်နေခဲ့တယ်အဲဒီအချိန်အတန်းပေါ်မင်းထက်ကသူမစပင်ကိုစက်ကူစားနဲ့လှမ်းမှုတ်လိုက်လို့လန့်ပြီးပစ္စည်းတွေပြုတ်ကျသွားခဲ့တယ်မင်းထက်ကမော်စောကိုကောက်ယူပြီးတီတီရှက်သွားအောင်အတန်ထွက်ဖက်ပြန်နေတော့ဆရာဝေရန်ကလူယူပြီးသူ့ကိုထိုင်ခိုင်းလိုက်တယ်ကျောင်းဆင်ခေါင်းလောင်းပြီးတော့ဆရာဝေရန်ကစာအုပ်တွေကိုပြန်ပေးရင်သတင်းကောင်းလေးတစ်ခုရှိတယ်လို့ပြောပြလိုက်တယ်။တီတီရေးထားတဲ့စောင်းပါလေးကကျောင်းမဂဇင်းမှာပါလာတာကိုဆရာကပြလိုက်တာပါ။သူမရဲ့ဉာဏ်ရည်နဲ့စိတ်အားထက်သန်မှုတွေကိုဆရာကအတိအမှတ်ပြုပေမဲ့တီတီကတော့ပျော်တဲ့ပုံမပေါ်ပါဘူး။အဝတ်လက်ခန်းထဲမှာတော့ရမင်းကအားကစားသမားတွေအကြောင်းစောင်းပါရေးလို့ဆိုပြီးတီတီကိုတစ်ပတ်နဲ့လှမ်းပေါက်လိုက်ပါတယ်။တဘောကောင်းတဲ့မိမြက်ကဝန်တာပေးပြီးရမင်းတို့ကိုမောင်းထိုးလိုက်ကတနာဆရာတီတီကိုနှစ်သိမ့်ပေးခဲ့တယ်။အဲ့နောက်ကျောင်းအားကစားသမားတွေဖြစ်တဲ့မင်းထက်နဲ့ဇေယျတို့ကစောင်းပါကိစ္စနဲ့တီတီကိုရန်ရှာဖို့လိုက်လာကြတယ်။ဒါပေမဲ့ဆရာဝေရန်ရဲ့အတန်းနဲ့ဝင်သွားလို့သူတို့နှစ်ယောက်အမြန်ပြန်လှည့်သွားရတယ်။ဆရာဝေရန်ကအားကစားသမားတွေကိုတော့မပြောဘူးတီတီကတားလိုက်တယ်။ဆရာကတော့ကောင်းလေးတွေမွေးဆေးသုံးတာပေါ်သွားတာကသူမအမှားမဟုတ်ဘူးလို့ပြောပြတယ်။ဒါကကျောင်းအုပ်ချုပ်ရေးအပိုင်းရဲ့တာဝန်သားဖြစ်ပြီးတယောက်ယောက်နှောက်ယှက်ပြီးရင်သူ့ရှိအချိန်မရွေးလာခဲ့ဖို့ပြောလိုက်တယ်။စောင်းပါကိုကျောင်းမကစင်းစီပို့လိုက်မိတဲ့အတွက်လဲဆရာကတီတီကိုတောင်းပန်ခဲ့ပါတယ်။တီတီကတော့လူတွေအများကြီးဒေါသထွက်နေလို့အရန်ကိုစိုးရိမ်ပူပန်နေခဲ့ပါတယ်။အရင်ကတည်းကသူမကိုဘယ်သူမှမကြိုက်တာမို့အခုဆိုချင်းတွေပို့ဆိုးသွားပြီလို့ဆိုတယ်။ဒါပေမဲ့ဆရာဝေရန်ကဒီလိုမဟုတ်ပါဘူးလို့အားပေးတယ်။ဆရာကသူ့လက်ကင်ပေါ်ဝါလေးပေးပြီးဆက်ပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။အပြင်ဘက်မှာရမင်းခုနာထောင်နေတာကိုတော့သူတို့နှစ်ယောက်စလုံးတတိမထားမိခဲ့ပါဘူး။ဝမ်းနဲ့ဆရာကတီတီကဆရာဝေရန်ကိုနမ်းဖို့ကြိုးစားရင်းဒီချင်းလေးကိုဖျက်ဆီးပစ်လိုက်တယ်။ဆရာကချက်ချင်းနောက်ဆုတ်လိုက်ပြီးရမင်းကလည်းဆက်ပြီးချောင်းကြည့်နေခဲ့တယ်။တီတီလည်းသူမအမကိုတိသွားပြီးဆရာသားနေတဲ့ကြားကရှက်ရှက်နဲ့ထွက်ပြေးသွားပါတော့တယ်။ရမင်းအပြင်မှာရှိနေတာကိုတော့သူတို့မသိခဲ့ပါဘူး။ခဏကြာမှတော့တီတီကလောကထဲကဆွဲကြိုးယူနေတော့မင်းထက်နဲ့ဇေယျတို့ရောက်ရှိလာကြပါတယ်။မင်းထက်ကစောင်းမားတွေကစားသားဖြစ်တဲ့အားကစားသမားတွေမွေးစေးတုံးနေတဲ့ဆိုတာကိုဖတ်ပြတယ်။တီတီကတော့ငြိမ်နေတာကြောင့်မင်းတော်တေးပြီးလို့ဇေယျကချင်းချောက်လိုက်တယ်။ရှေးစစ်တာကိုလက်မခံလို့နီးပြကသူ့ကိုအရန်ကုန်ပိုးလိုက်ပြီးဆိုတဲ့အကြောင်းဇေယျကရမင်းတို့ကိုပြောပြတယ်။ရမင်းကဇေယျရဲ့ကောင်မလေးမို့လို့တီတီကိုဒီလောက်ဒေါသထွက်နေတာပါ။နောက်လာကင်းထောက်တွေလာကြည့်မဲ့ပွဲကိုမကစားရတော့လို့ဇေယျအရန်ဒေါသထွက်နေပြီးရမင်းကလည်းသူ့အတွက်စိတ်မကောင်းဖြစ်နေတယ်။အဲဒီချိန်တီတီအိမ်ပြန်ရောက်တော့အရက်သမားအဖေဦးကျော်ကအိမ်တန်းရှင်းရေးလုပ်ဖို့အော်ဟစ်ခိုင်းနေတယ်။ဒါပေမဲ့တီတီကဂယုမဆိုင်ပဲအခန်းထဲကိုဝင်သွားတယ်။ကျောင်းမှာတော့တီတီဆရာကိုနမ်းကိုစူးစမ်းတာအငင်းခံလိုက်ရတဲ့အကြောင်းရမင်းကပြန်ဖုတ်တယ်ချနေတယ်။ဒါကိုကြားတော့တီတီကိုပညာပေးဖို့ဈေးရကောင်းတဲ့အကြံတစ်ခုဝင်လာတယ်။ဈေးရကညီညီဆိုတဲ့ကောင်လေးကိုနောက်နေပါတီလာဖို့ဖိတ်လိုက်တယ်။သူတို့စကားပြောနေတုန်းတီဟရောက်လာတော့သူ့ကိုပါတီလာဖို့ဖိတ်လိုက်ပြန်တယ်။တီဟကလည်းသူ့ကောင်မလေးမေမြက်ကိုခေါ်လာမယ်လို့ပြောလိုက်တယ်။ညီညီထွန်သွားခင်မှာဈေးရကသူတို့ဗီဒီယိုခန်းမှာအလုပ်လုပ်သေးလားလို့မေးလိုက်တယ်။တစ်ဖက်မှာတော့ဆရာဝေရန်ကကျောင်းတိုင်ပင်ငယ်ဖြစ်တဲ့သူ့မိမတင်စာနဲ့တွေ့ဆုံနေပါတယ်။တီတီသူ့ကိုကြိုက်နေတဲ့အကြောင်းပြောပြပြီးဘာပြဿနာမှမရှိစေရဘူးလို့ကတိပေးလိုက်တယ်။အဲဒီနောက်တင်စာကသူ့မမှာကိုဝင်ရှိနေပြီလို့ပြောလိုက်တော့ဆရာဝေရန်အယံပြောသွားတယ်။အိမ်မှာတော့ဦးကျော်ကမော်ပညာတွေကတမိဘွားကိုကယ်တင်နိုင်မှာမဟုတ်ဘူးဆိုပြီးတီတီကိုလှောင်ပြောင်သေးတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့တီတီကဆရာဝေရန်သူ့မကိုပြန်ချစ်လာအောင်မော်ရိုးရာတခုစတင်มาတော့တယ်။အခန်းထဲမှာဖျောင်းနိုင်နေထွန်းညှိပြီးအလဲမှာထိုင်ကလိုအပ်တဲ့ပစ္စည်းတွေနဲ့မော်စာအုပ်တွေကိုတေချာပြင်ဆင်ထားပါတယ်။ဆရာဝေရန်ကရခဲ့တဲ့ဆရာဝေရန်ရှိကရခဲ့တဲ့လက်ကင်ဘွားကိုဗန်းလယ်မှာချထားပြီးသူမှစပင်နည်းနည်းငယ်ကိုလည်းတင်လိုက်တယ်။အဲဒီဘောကိုဖျောင်းရည်တွေချက
အချစ်နောင်ကျူခါသားကိုစတင်ရွတ်ဆိုလိုက်ပါတယ်။သူမရဲ့ကံကြမ္မာကိုဆရာဝေရန်နဲ့ရင့်နောင်ပေးဖို့နတ်ဆိုးတွေစီကိုဆူတောင်းခဲ့တယ်လို့လူတွေကိုသူမခိုင်းတယ်လို့လှုပ်စေနိုင်မဲ့အစွမ်းတွေကိုလည်းပေးသနာဖို့တောင်းဆိုခဲ့တယ်။အလဲအလဲနေနဲ့သူမရဲ့ဝိညာဉ်နဲ့ခန္ဓာကိုစက်တဖို့သူမရဲ့တွေးကိုဖောက်ချဖို့ပြင်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်စိတ်ပြောင်းသွားပြီးမော်ပညာလောက်ရက်ကိုရစ်တန့်လိုက်ပါတယ်။နောက်တနေ့မှာတော့ဆရာဝေရန်ကတီတီကိုဖုံးဆက်ပြီးချစ်တယ်လို့ပြောလာကည9နာရီခွဲကပတီမိုးတဲ့အခန်း39မှာလာတွေ့ဖို့ချိန်လိုက်တယ်။တီတီကတွန်းဆုတ်နေပေမဲ့လည်းမော်အစွမ်းအောင်မြင်သွားပြီထင်ပြီးသဘောတူလိုက်တယ်။တကယ်တမ်းမှာတော့ဆရာအတန်ကိုတူးပါပြီးဇေယျကဖုံးဆက်လိုက်တာပါ။အဲဒီညမှာပဲမိုးတယ်မှာအခန်းနှခမ်းယူကိုဇေယျကမင်းထက်ကိုခိုင်းလိုက်တယ်။ညီကြီးကဘာလို့နှခမ်းယူတာလဲမေးပေမဲ့ဇေယျကတော့ကင်မရာပစ္စည်းတွေကိုပဲကိုတယ်ခိုင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတီတီကမော်စာအုပ်ထက်ကအချက်အောင်လို့စာအမျက်နှာကိုဆွဲဖြဲပြီးတော့နမ်းလိုက်တယ်။တိတ်မကြခင်မှာပဲတီဟနဲ့မေးမြန်းလဲမိုးတယ်ကိုရောက်လာပြီးတီဟကတော့တောက်စားဖို့ပဲစိတ်လောနေတယ်။ဇေယျကတော့ကင်မရာတက်ဆင်နေပြီးရမင်းကမေးမြတ်ကိုဝိုင်းတစ်ခွက်ပေးရင်အဝတ်လဲကန်တဲ့ကိုကိစ္စအတွက်တောင်းပန်လိုက်တယ်။ခဏနေတော့ဇေယျကနောက်တစ်ခါကိုကူသွားပြီးလှုပ်ဝက်ကင်မရာတက်ဆင်ကဂရင်ပေါ်မှာပန်းလေးတွေတင်ထားလိုက်တယ်။ဒီမော်တယ်ကိုရောက်လာတော့ရေချိုးကန်းတိုက်ကရေတံကိုကြားရပြီးဆရာဝီရန်ရောက်နေပြီလို့ထင်သွားတယ်။ဇေယျချန်ထားခဲ့တဲ့စာလေးကိုလည်းဆရာရေးထားခဲ့တယ်လို့ပဲထင်နေတယ်။ဟိုဘက်ကမ်းမှာတော့ကြံခဲ့တဲ့သူတွေကတီတီကိုတီဗီစခရင်ကနေကြည့်နေကြတယ်။ညီညီတီဟနဲ့မေမြတ်တို့ကတော့အဲ့ဒီမိန်းကလေးကတီဗီမှန်မတိကြသေးပါဘူး။မင်းထက်ကတော့ညဘက်ဖြောပြရေးအစီအစဉ်လို့ပြောတယ်။တီတီအိုစားတွေချုပ်ပြီးဂရင်ပေါ်လှဲနေတာကိုအကုန်လုံးမြင်နေရတယ်။ဇေယျကရေချိုးကန်းတကားဝါကနေချစ်တယ်လို့ပြောပေးဖို့တီတီကိုတောင်းဆိုတယ်။တီတီကလည်းဆရာလို့ပဲထင်းနေတော့ခိုင်းနေတိုင်းပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲဇေယျထွက်လာပြီးမေးဖွင့်လိုက်တော့အဖြစ်အပျက်တွေအကုန်ဗီဒီယိုရိုက်ခံရမှန်းတီတီတိသွားခဲ့ပါတယ်။တီတီညီညီနဲ့မေမြတ်တို့ကလည်းအခုမှတီတီဆိုတာတိသွားကြပြီးဇေယျရဲ့ရုံမှမှုကိုမြင်သွားခဲ့ကြပါတယ်။တီတီအမြန်အဝတ်တွေပြန်ဝတ်ပေမဲ့ဇေယျကတော့ဆက်ပြီးလှောင်ပြောင်နေတော့ပါပဲတီတီထွက်သွားတော့ဟိုဘက်ခန်းကနေမေမြတ်ခေါ်တန်ကြားလိုက်လို့မေမြတ်ပါပူပေါင်းကြံစီတဲ့ထင်းပြီးဝင်းရိုက်ပါတော့တယ်တီဟာကဝင်ဆွဲပေမဲ့တီတီကတုံထုတ်လိုက်တယ်ဇေယျကတော့ဒီပုံလေးကိုဆက်ရိုက်နေပြီးနောက်ဆုံးမှမင်းထက်ကိုဝင်ကိုချုပ်ခိုင်းလိုက်တယ်ဒါပေမဲ့တီတီကမင်းထက်ကိုကိုက်လိုက်လို့မင်းထက်ကတွန်းချလိုက်ရကနေစပွဲစွမ်းနဲ့ခေါင်းဆောင်နေသွားခဲ့တယ်ကန်ဆိုးကျင်တော့တီတီပွဲချင်းပြီးတီဆုံးကအားလုံးအံ့ဩမှင်သက်သွားကြရတယ်ဇေယျကဒီကိစ္စကိုဘယ်သူမှမပြောဘူးအားလုံးကိုချင်းချောက်လိုက်ပါတယ်တီတီနဲ့လုံးထွေတက်ပုတ်ထားတယ်မိမြတ်နဲ့တီဟတို့ကဒီကိစ္စကိုဖန်တီးခဲ့တာပါလို့ရဲကိုလွှတ်ချမယ်ဆိုပြီးချင်းချောက်ပါတယ်ရဲတွေကသူ့စကားကိုယုံမှဖြစ်ကြောင်းဇေယျကယုံကြည်ချက်ရှိရှိပြောလိုက်တယ်တီဟကလည်းတီတီလက်သက်ကုန်လေးအောက်မှာသူတို့အေးပြားစာတွေပါသွားမှာကိုစိုးရိမ်နေတယ်ဇေယျကလည်းသူ့မှာတက်တေဖြစ်ဗီဒီယိုကိုရှိကြောင်းမိမြတ်ကိုထပ်မံချင်းချောက်လိုက်ပါတယ်အဲဒီနောက်တီတီရဲ့အလောင်းကိုတောထဲမှာတွားရောက်မြုပ်နှံလိုက်ပါတယ်ဒါပေမဲ့တီတီရဲ့အလောင်းကတင်းချိုင်းကနေရုတ်တရက်ပျောက်သွားပြီးပြန်ပေါ်လာတာကဇေယျရဲ့လေဘင်းကိုဖျက်ပစ်လိုက်တယ်။အားလုံးထွက်ပြေးကြပေမဲ့မင်းထက်ကိုပါဖမ်းမိပြီးလေဘင်းကိုချိုးကတက်ပစ်လိုက်ပြန်တယ်။မင်းမြက်ခမမင်းထက်တေတာကိုကြည့်နေရုံကလွဲပြီးဘာမှမလုပ်နိုင်ပါဘူး။ဒါပေမဲ့ဒါတွေအကုန်လုံးကအိမ်မဆိုးတစ်ခုပါပဲ။မင်းမြက်လန့်လို့လာတဲ့လန့်လို့လာပြီးတီတီလုပ်ခဲ့တဲ့ဒဏ်ရာတွေကိုကြည့်ကကြောင်းမှဖြစ်ခဲ့တာတွေအတွက်ငိုကြွေးနေခဲ့ပါတော့တယ်။မင်းမြက်ကဆရာဝေယံကိုအိမ်နာတွားခွင့်တောင်းလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်တီတီရုတ်တရက်အရန်လှပါတဲ့မိန်းကလေးတယောက်အဖြစ်အတန်းနဲ့ဝင်လာတာကိုအားလုံးအံ့ဩသွားကြတယ်။တီတီရဲ့အမှုအကျင့်တွေကလည်းအရင်ကနဲ့မတူပဲရဲတင်ပြီးဘသူ့ကိုမှဂယုမဆိုင်တဲ့ပုံစံဖြစ်နေတယ်။တီတီကတီဟကိုဘာဖြစ်နေတာလဲမေးပေမဲ့တီဟကတော့မျက်နှာချင်းတော့မဆိုင်ရဲပါဘူး။ကျောင်းဆင်းတော့အားလုံးပြန်သွားကြပေမဲ့တီတီကကြမ်းခဲ့ပြီးဆရာဝေယံကိုနမ်းဖို့ကြိုးစားခဲ့တာတောင်းပန်ပါတယ်လို့ပြောလိုက်တယ်။အခုတော့သူမအရန်ကိုပြည့်စုံသွားပြီဖြစ်ကြောင်းဆရာကိုပြောပြခဲ့တယ်။နောက်တစ်ခါမှာတော့မိမြတ်တို့အဖွဲ့ကတီတီအသက်ရှင်နေတဲ့အကြောင်းရှမင်းကိုပြောပြနေတယ်။ရှမင်းကတီတီကိုတောင်းပန်ဖို့အကြံပေးပေမဲ့ဇေယျကတော့ဒီကိစ္စကိုနှုတ်ပိတ်နေဖို့ပဲစဉ်းစားနေတယ်။တီတီဒေးရွာကတိတ်ချပေါက်ဘလို့အသက်ရှင်နေလဲဆိုတာသူတို့တွေစဉ်းစားလို့မရဘူးဖြစ်နေကြတယ်။မင်းထက်ကတော့တီတီကိုစိုးမာလို့ထင်နေပါတယ်။ဇေယျကတော့ဒါကိုလက်မခံပဲသူတို့အရှင်လက်လက်မြုပ်မိသွားတာလို့ပဲယူဆနေကြတယ်။အဲဒီချိန်မှာပဲညီညီအလုပ်လုပ်တဲ့ဗီဒီယိုခန်းမှာတီတီတေဆုံးတဲ့ဗီဒီယိုပေါ်လာတယ်။ညီညီကအဖွေကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့ဗီဒီယိုတွေက TV စကွန်တိုင်းမှာပေါ်လာတယ်။အဲဒီချိန်တီတီရုတ်တရက်ရောက်လာပြီးအရှင်လက်လက်မြေမြုပ်ခံရတဲ့ခံစားချက်ကိုပြောပြတယ်။လက်တွေတွေးထွက်တဲ့အထိမြေကြီးကိုကိုးခွက်ခဲ့ရတယ်လို့ပြောလိုက်တာနဲ့ညီညီလက်တွေပါတွေးတွေထွက်လာတယ်။ပါဇက်ထဲမြေကြီးတွေဝင်နေလို့အော်မြဘူးပြောလိုက်တော့ညီညီပါဇက်ထဲကနေအညစ်ကြီးတွေထွက်လာတယ်။အဲဒီနောက်ညီညီခန္ဓာကိုယ်ကိုတီကောင်လေးစားတော့နေတယ်လို့ထင်အောင်ထင်မှဖြစ်သွားစေတယ်။တီတီကသူမမြေမြုပ်ခံရခြင်းကခံစားချက်တွေကိုညီညီကိုပြန်ခံစားခိုင်းနေတာပါ။ပြီးတော့အမှန်တရားပဲမရက်တည်ရဲပဲတက်တီကြောင့်မှုကိုတီတီကလှောင်ပြောင်ပါတယ်။ကိုတက်တယ်ဖို့စူးစမ်းခဲ့ပြီးမတည်ခဲ့တဲ့ကိစ္စကိုလည်းပြည့်ရပြူလိုက်ပါသေးတယ်။နောက်ပိုင်းမှာတော့ညီညီရဲ့ဗီဒီယိုဖိုင်ကအတန်းတိုင်းမှာလာပြနေပါတယ်။ညီညီကသူ့အမှားကြီးတစ်ခုလုပ်ခဲ့မိကြောင်းဝန်ခံပြီးအရာအလုံးပြန်မြင်ခြင်းတယ်လို့ပြောပါတယ်။
ဒါပေမဲ့တကယ်တမ်းမှာတီတီကညီညီကိုမှော်ဆွမ်းနဲ့ချုပ်ကင်ထားတာပါအမှန်တရားတော့အမြဲတမ်းရက်တီဖို့ပြောခိုင်းပြီးသူ့ရဲ့နေရွက်နဲ့ရှာကိုကတ်တာနဲ့ကိုယ်တိုင်ဖြစ်ခိုင်းလိုက်ပါတယ်ဆရာဝေယံကအတန်ဖန်းခိုင်းအပြင်ဘက်ကနေညီညီကိုတားဖို့တဲတန်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ညီညီကသူ့မျက်လုံးတွေကိုပါထိုးပေါက်လိုက်တယ်ဆရာဝေယံကမှန်ကိုခွဲပြီးဝင်သွားပေမဲ့လည်းအချိန်နှောင့်သွားခဲ့ပါပြီကျောင်းဆင်းတော့တီတီကိစ္စမှာပါဝင်သူအားလုံးညီညီဘာလို့တက်တည်ရတာလဲဆိုတာဆွေးနွေးနေကြတယ်။အဲဒီချိန်တီတီရောက်လာပြီးသူမကိုယုံကြည်ချက်ရှိတဲ့မိတ်ကလေးဖြစ်အောင်လုပ်ပေးလို့ကျေးဇူးတင်တယ်လို့လာပြောတယ်။မိမြတ်တို့ကရှင်းပြဖို့ကြိုးစားကြပြီးဖြစ်ခဲ့တာတွေအတွက်နောင်တရကြောင်းမိမြတ်ကတေချာပြောပြတယ်။ဒါပေမဲ့တီတီကသူဘာလို့ကျင်လဲဆိုတာမပြောဘဲလှက်ထွက်သွားလို့သူတို့တွေပူပြီးစိုးရိမ်သွားကြတယ်။အဲဒီနောက်တော်တဲ့ကတီတီရဲ့အုပ်ကူစီသွားပြီးသူမဘလို့အသက်ရှင်နေလဲဆိုတာကိုတွားရှာကြည့်ကြတယ်။တီတီကိုယ်တိုင်မြေကြီးကိုတူးပြီးထွက်လာတာကိုမေးမြတ်သိသွားပြီးတီတီရဲ့အလောင်ထလာတဲ့မြင်ကွင်းကိုမြင်အောင်ကလန့်သွားလို့တီဟာကအားပေးခဲ့ရတယ်။အဲဒီမှာမေမြတ်ကတီတီရဲ့မော်ဆောက်ထဲကစုပ်ပြဲနေတဲ့စာရွက်ပိုင်းတွေကိုတွေးလိုက်တော့သူတို့တစ်ခုခုလွတ်နေပြီဆိုတာသဘောပေါက်လိုက်တယ်။အဲဒီချိန်မှာပဲဆရာဦးရန်အိမ်ကိုတီတီရောက်လာတယ်။စကားပြောဖို့လိုချင်လို့ပါဆိုပြီးတင်စာမရှိဘူးဆိုတာတီတီရဲ့နဲ့ဇိုးအတင်းဆောင်နေပါတော့တယ်။တီတီကဆရာဦးရန်ကိုဆွဲဆောင်ဖို့ကြိုးစားပြီးသူမရဲ့ပုံစံတက်ကိုသဘောကျရလားလို့မေးပါတယ်။ဆရာဦးရန်ကတော့သူမရဲ့ငကိုပုံစံကိုပဲပို့သဘောကျတယ်လို့ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။ဒါနဲ့တီတီကသူမပြောင်းလဲသွားပြီလို့ပြောပြီးဆရာကိုရုတ်တရက်နမ်းလိုက်တယ်။ဆရာကချက်ချင်းရက်ခန်းလိုက်ပြီးသူ့မိမကိုပဲချစ်တယ်လို့ပြက်ပြက်တတပြောတယ်။တီတီကစိတ်ပြက်သွားပေမဲ့ဆရာစကားနားထောင်ပြီးပြန်ထွက်သွားခဲ့တယ်။ဒါပေမဲ့မကြခင်မှာဆရာဝေယံကသူမအပိုင်ဖြစ်လာရမယ်လို့ကြိုတင်ယုံကြည်နေခဲ့တယ်။နောက်တနေ့မှာတော့တင်စားကတီတီကိုခေါ်ယူဆွေးနွေးပါတယ်။တီတီကအသက်30ကျော်တဲ့အထိယောက်ျားစိတ်မချမ်းသာတဲ့ဘဝမျိုးမရောက်ချင်ဘူးလို့ရွယ်ဆောင်ပြောဆိုလိုက်လို့တင်စားအတော်လေးနေရခတ်သွားတယ်။ဒါကြောင့်တင်စားကရင်ရင်ကြီးကြီးနဲ့စကားပြောတာကိုရက်လိုက်တယ်။ဒါပေမဲ့တီတီမထွက်သွားခင်မှာဆရာဝေယံကိုတားသမီးပေးနိုင်မှာမဟုတ်ဘူးလို့တင်စားကိုပက်ပက်ဆက်ဆက်ပြောသွားခဲ့တယ်။ဝမ်းနဲ့သွားတဲ့တင်စားကခင်မွန်းစီကိုသူတို့ကလေးမရနိုင်တဲ့ကိစ္စကိုတီတီကိုပြောပြထားသလားလို့မေးပါတော့တယ်။ဆရာဝေယံကမပြောပါဘူးလို့ညင်းပေမဲ့တီတီကအပြင်ကနေခိုးနားထောင်နေခဲ့ပါတယ်။တင်သားကတော့ယုံကြည်မပေးပဲထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မင်းထက်ကကန်တင်းမှာသူ့ပါတီတွေအတွက်လက်ကမ်းစာဆောင်တွေဝေးနေပါတယ်။ဆရာဝေယံကတီတီကိုအတန်းနဲ့ခေါ်ပြီးတော့သူ့မိမကိုဘာတွေသွားပြောတယ်လဲလို့မေးပါတယ်။တီတီကတော့မိမကိုမေးလိုက်ပါလို့ပြောပြီးဆရာကသူမကဆရာလိုချင်တာအကုန်ပေးနိုင်တယ်လို့ဆိုတယ်။ဆရာဝေယံကဒေါသထွက်ပြီးသူ့ကိုလာမနှောက်ရှက်ဖို့တတိပေးလိုက်တယ်။တီတီအတန်းထဲကထွက်လာတာကိုမိမြင်သွားခဲ့တယ်။ညဘက်ရောက်တော့တင်းသားကဆရာဝေယံကိုသူမမှာကိုဝင်မရှိဘူးဆိုတဲ့အကြောင်းပြောပြလိုက်တယ်။တစ်ဖက်မှာတော့တီတီကအယက်သမားအဖေဖြစ်သူသူမကိုတွေးတဲ့အရာဖောက်ပြန်ဖို့စိတ်ကူးနေတာကိုအဖေကိုအထီးတွေလုံးရကနေတီးသွားတယ်။အမေထွက်သွားရတာကလည်းသူ့ရဲ့အယက်ပြဿနာကြောင့်မှတီးလိုက်ရလို့ဒေါသထွက်ပြီးအယက်ပလင်းတွေအတင်းကိုက်စားခိုင်းပါတော့တယ်။မင်းထက်အိမ်ကပါတီမှာတော့မင်းထက်ကကောင်မလေးနှစ်ယောက်ကိုဆေးတွေတိုင်နေတယ်။ဒါပေမဲ့အပြင်မှာတီတီကိုမြင်လိုက်တာနဲ့သူ့ပါတီကိုမဖိတ်ထားဘူးလို့နှင်ထုတ်လိုက်တယ်။တီတီကမင်းထက်ကိုကင်သွဲပြီးမိုးတယ်မှာသူ့လုပ်ခဲ့တဲ့ရုံမှမှုတွေကိုပြန်မြင်အောင်စေတယ်။ချက်ချင်းပဲမင်းထက်ဟာတီတီကိုစိတ်ဝင်စားသွားပြီးမော်ဆွန့်အောင်ကိုရောက်သွားခဲ့တယ်။တီတီကသူ့ကိုတောက်ဆက်သွားယူခိုင်းလိုက်တယ်။မင်းထက်ရဲ့အမူအရာပြောင်းလဲသွားတာကိုဇီယာနဲ့ကျန်တဲ့သူတွေတတိထားမိသွားပါတယ်။မိမြက်ကတီတီရဲ့စောက်ထဲကစုပ်ပြဲနေတဲ့စာရွက်ကိုထုတ်ပြပြီးဒီမော်ကာတာကတီတီကိုပြောင်းလဲသွားစေတာဖြစ်နိုင်တယ်လို့ပြောတယ်။ရမင်းနဲ့မိမြက်ရေချိုးခန့်သွားနေတော့ဇီယာနဲ့တီတီဟာတို့ကတီတီနဲ့မင်းထက်တွဲကာနေတာကိုမြင်သွားတယ်။ဒေါသထွက်သွားတဲ့ဇီယာကတီတီကိုရန်သွားတွေးပေမဲ့တီတီကသူ့မျက်နှာကိုကိုင်းလိုက်ပြီးမော်တယ်ကဖြစ်ဖြစ်တွေပြန်မြင်အောင်စေခဲ့တယ်။ဇီယာလည်းတီတီရဲ့မော်ဆွန့်အောက်ကိုရောက်သွားပြီးသူတို့၃ယောက်ဖက်လှည့်ကနေကြတာကိုတီဟကတော့အန်အောပင်သက်စွာနဲ့ကြည်နေကြတယ်။တိတ်မကြခင်မှာပဲတီတီကကောင်းလေးနှစ်ယောက်ကိုအိတ်ခမ်းနဲ့ခေါ်သွားပါတော့တယ်။အဲ့ဒီချိန်မှာတီတီကဇီယာမင်းထက်သူနဲ့အချစ်ကျန်းကြပါတော့တယ်။ဇီယာကမိန်းကလေးတွေကိုမော်တယ်ခေါ်ပြီးအတ္တမပြုတ်ကျင်လေးရှိတာကိုတီတီကဖွင့်ချလိုက်ပြီးသူ့တငယ်ချင်းမင်းထက်ကိုအတ္တမပြုတ်ကျင်ဖို့ဇီယာကိုအမိန့်ပေးပါတယ်။အောက်ထပ်မှာတော့ဇီယာတို့ဘယ်ရောက်သွားတယ်လဲဆိုတာတီဟာကမေးမြန်းနဲ့ရမင်းကိုပြောပြတယ်။ရမင်းအခန်းထဲဝင်သွားတာနဲ့တကားကအတော်လိုပိတ်သွားပြီးသူ့ကောင်လေးဇီယာကမင်းထက်နဲ့အိပ်ရာထဲမှာဖောက်ပြန်နေတာကိုမြင်လိုက်ရတယ်။ရမင်းကတီတီကိုထွက်သွားဖို့ပြောပေမဲ့တီတီကရင်မဲမျက်နှာကိုကိုင်းလိုက်ပြီးမော်တယ်ကအဖြစ်တွေကိုမြင်အောင်စေပြန်တယ်။ရမင်းလည်းမော်အဆွမ်းအကူရောက်သွားပြီးတဲ့နောက်ပိန်ကျင်လုံးလိုအစာဖြတ်တတ်တဲ့ရမင်းရဲ့အားနည်းချက်ကိုတီတီကတုံးချပြီးအန်ဂျင်စိတ်ပေါအောင်ဖန်တီးလိုက်တယ်။ရမင်းတွေးတွေအန်အားတဲ့အထိဖြစ်သွားပေမဲ့တီတီကမကျင်းတဲ့တည်းပဲအယိုးနဲ့အရေးပဲကြံခဲ့အောင်အစာများများစားဖို့ရမင်းကိုအမိန့်ပေးလိုက်တယ်။ရမင်းလည်းအောက်ထပ်ဆင်းပြီးတွေ့တဲ့မြအစားအစာတွေကိုအတင်းကောက်စားနေတာကိုတီဟာနဲ့မေးမြဝင်သားခဲ့ရတယ်။မိမြက်ကဆရာဝေယံကိုဖုံးဆက်အကူအညီတောင်းလိုက်တယ်ခဏနေတော့ဈေးအဖုံကိုရမင်းဆက်လိုက်တာကိုတီတီကကင်ပါတယ်ဆရာဝေယံနဲ့တွားတွေ့ပြီးအမှန်တိုင်းပြောတော်မယ်လို့ရမင်းကပြောလိုက်တာကြောင့်တီဟကဖုံးကိုအမြန်လို့ယူပြီးမိမြက်ကရမင်းကိုရိုက်ကမေးလိုက်တယ်အဲဒီချိန်ရမင်းကသူ့ရဲ့လက်ချောင်းတွေကိုပါစပြင်းနေတာကိုသူတို့သတိထားလိုက်ရတယ်တီတီက
ကောင်လေးနှစ်ယောက်ကိုအဝတ်စားမြင်မြန်ဝတ်ဖို့အမိပေးလိုက်တယ်ဆရာဝန်ရန်ရောက်လာပြီးမိမြတ်တို့ပူးပေါင်းကရမင်းကိုစေးုံဖို့လုပ်ကြတယ်မိမြတ်ကချင်းနေမှန်လေးကိုဆရာကိုရှင်းပြပေးမယ်တီတီမော်ပညာလိုက်စားတယ်ဆိုတာကိုဆရာကယုံဖို့ခက်ခဲနေတယ်အချိန်မရှိတော့တာကြောင့်တီတီအဖေဥကျော်စီကိုတွားပြီးအကျိုးကြောင်းတွေတွားမိကြတယ်ဒါပေမဲ့အိမ်ကိုရောက်တော့ဥကျော်ကရေခဲတစ်တာနာကတွေးအိမ်ထဲမှာလဲကျနေပါတယ်အရက်ပလင်းတွေကိုအတင်းဝါစာထားလို့ပါဇက်ကနေတွေးတွေအစမပြတ်ထွက်နေပြီးလယ်ဘင်းမှာလည်းဖန်ခွဲစာတွေစိုက်ဝင်နေတာတိတ်မကြခင်မှာပဲတေဆုံးသွားပါတော့တယ်တီတီရဲ့အမိန့်ပေးမှုကြောင့်အားကစားသမားနှစ်ယောက်ကတင်စာကိုတက်ဖို့ဆရာအိမ်ကိုရောက်လာကြတယ်တင်စာကပေါက်ထွဲတန်ကြားရလို့ရဲကိုဖုံးဆက်ပေးမယ်ဖုံးလိုင်းဖြတ်ခံထားရပါတယ်ဒါကြောင့်စာအိတ်ဖို့ဖွင့်ဓာတ်ကိုကိုင်းပြီးအောက်ထပ်ကိုရဲရဲဝံ့ဝံ့ဆင်းလာခဲ့တယ်ဆရာဝေယံတို့အဖွဲ့ကတော့တီတီရဲ့အခန်းထဲမှာသူ့လက်ကင်ဘဝနဲ့မော်စာအုပ်ကိုရှာတွေ့သွားခဲ့တယ်မိမြက်ကစုပ်ပြက်နေတဲ့စာရွက်ကိုပြန်ဆက်ကြည့်လိုက်တော့စာရွက်ကအလိုလိုပြန်ဆက်သွားပါတယ်အချစ်အောင်ကျိုးဂါထာကိုဖတ်ကြည့်လိုက်တော့မှတီတီခေါင်းဆောင်မိပြီးတွေးထွက်သွားချိန်မှာအဲ့ဒီမော်ကာကရာအတက်ဝင်သွားတာကိုသိလိုက်ရတယ်အဲ့ဒီဂါထာကပဲတီတီကိုတရားကနေပြန်ရှင်စေခဲ့ပြီးတီတီရဲ့ကံကြမ္မာကိုဆရာဝေယံနဲ့ရင်းအောင်ထားတဲ့ဆိုတာမိမြက်ကထောက်ပြတယ်အဲ့ဒီအကြောင်းကြားတာနဲ့ဆရာဝေယံကတင်သားရှိကိုဖုံးအမြင်ဆက်လိုက်ပေမဲ့မရတဲ့အတွက်အိမ်ကိုအမြင်ပြန်သွားကြတယ်။မိမြက်ကတော့ကြောက်နဲ့ပဲမှော်စောက်ကိုယူလာခဲ့တယ်။အိမ်မှာတင်သားကဘသူရှိတယ်ဆိုတာလိုက်ရှာနေတော့ဈေးရတဲ့တားချက်ကိုတီတီလေးရှောင်လွှဲနိုင်ခဲ့တယ်။တခြားဖုံးနဲ့ဆက်ဖို့ကြိုးစားပေမဲ့မရလို့ဈေးရကိုတွန်းထုတ်ပြီးထွက်ပြေးခဲ့ရတယ်။ဒါပေမဲ့တကားတွေအကုန်ပိတ်ထားခဲ့လို့ထွက်ပေါက်ပိတ်ပြီးမိဖို့ချောင်းထဲမှာပိတ်မိသွားခဲ့တယ်။တင်သားကငရုတ်ကောင်းကျိတ်ဆက်နဲ့ဈေးရကောင်းကိုရိုက်ချလိုက်ပြီးမြေအောက်ခန်းနဲ့ပြေးစင်ကတကားပိတ်ထားလိုက်တယ်။ပရင်ပေါက်ကလေးကနေထွက်ပြေးဖို့ကြိုးစားရင်ဖန်ခွဲစာတွေကိုနင်းမိသွားတယ်။မကြခင်မှာမင်းထက်ကတကားကိုချိုးဖြက်ဝင်လာလို့တင်စာအမြန်ပုံနေလိုက်ရတယ်။အပေါ်ထက်ကိုပြန်တက်ဖို့ကြိုးစားတော့ဇီယာကပိတ်ရထားလိုက်ပြန်တယ်။ဒါပေမဲ့တင်စာကကောက်ရိုက်တံကိုယူပြီးသူမကိုကာကွယ်ဖို့ပြင်လိုက်တယ်။မင်းထက်ကိုအားကုန်ရိုက်ချလိုက်ပေမဲ့ပြန်အဖမ်းခံလိုက်ရတယ်။မင်းထက်ကတင်စာကိုအသေးတက်ဖို့လက်ဘင်းကိုအသိညှက်ထားပေမဲ့တင်စာကဝက်ဦးလက်နဲ့သူ့လေဘင်းကိုထိုးလိုက်လို့မင်းထက်တေဆုံးသွားပါတော့တယ်။အဲ့နောက်တင်စာကဘော်ပြားနဲ့ဇေယျကိုရိုက်ဖို့ကြိုးစားပေမဲ့ပိုက်လုံးကိုတွားရိုက်မိပြီးဘော်ပြားကျိုးသွားခဲ့တယ်။ဒေါသထွက်နေတဲ့ဇေယျကဝင်လုံးတော့တင်စာကကျိုးနေတဲ့ဘော်ပြားယုံနဲ့ဇေယျကိုထိုးတက်လိုက်တယ်။အဲ့နောက်တင်စာအပေါ်ထက်ကိုပြစ်တက်လာတော့ဆရာဝီယံခေါ်ထားတဲ့ရဲနှစ်ယောက်ရောက်နေပါပြီ။ရဲတစ်ယောက်ကမြေအောက်ခန်းကိုဆင်းသွားပြီးနောက်တစ်ယောက်ရှေ့မှာတော့တင်စာတစ်ယောက်အပြက်ပြီးလဲကျသွားပါတယ်။ဆရာဝီယံနဲ့ចောင်းသားတွေကရမင်းကိုစေးုံပို့ပေးတဲ့နောက်မှာဆရာကတင်စာပဲခန်းမှာလဲလို့ကောင်နာမှာတွားမိပါတယ်။တင်စာကအိမ်ကဖြစ်ခဲ့တာတွေကြောင့်စေးုံရောက်နေတာပါဆရာဝေယံတင်စာခန်းစီကိုတွားတဲ့အခါရဲကမေမြက်နဲ့တီဟောက်ကိုလိုက်လာဖို့တားလိုက်တယ်တစ်ဖက်မှာလည်းတီတီကရဲတရက်ကိုအပိုင်စီးထားပြီးတင်စာဗမာလဲလို့မေးနေတယ်ဆရာဝေယံမိမဖြစ်သူနဲ့တွေ့တော့ဖြစ်ခဲ့တဲ့မြတ်အကုန်လုံးကိုရှင်းပြလိုက်တယ်အဲ့ဒီချိန်တီတီစေးုံကိုရောက်ရှိလာပြီးအခန်းရှိကရဲနဲ့စကားပြောနေတာကိုဆရာကြားလိုက်ပါတယ်တီတီကရဲကိုအပိုင်စီးထားမှန်းသိတာနဲ့ဆရာဝေယံတင်စာကိုခေါ်ပြီးအမြန်ထွက်ပြေးပါတော့တယ်အဲ့ဒီချိန်မှာမော်ဆွမ်းအောင်ရောက်နေတဲ့ရမင်းကခွဲစိတ်ထားကင်ပြီးမေမြက်နဲ့တီဟကိုလိုက်တန်နေတယ်။မေမြက်နဲ့တီဟကန်တဲ့မိဖို့ကြောင့်နဲ့ပုံနေရပြီးအသားထုတ်တဲ့သူနဲ့ဒေအိုးကိုယူကာခုခံမှုပြန်လာတယ်။ရမင်းကဓာတ်ကိုခိုင်းပြီးသူတို့ကိုလိုက်ချတဲ့နေရာမှာမေမြက်ကဓာတ်ကိုလွတ်ကြအောင်ရိုက်ချနိုင်ခဲ့တယ်။ဒါပေမဲ့ရမင်းကမေမြက်ကိုဖမ်းချုပ်ပြီးအတင်းလိုက်ရိုက်နှက်နေလို့တီဟကဝင်ကယ်လိုက်ရတယ်။တီဟကဘန်းနဲ့ရိုက်ပြီးရမင်းကိုအာယုံလွှဲပေမဲ့ရမင်းကရဲရဲဆက်ဆက်ပြန်တိုက်ခိုက်နေလို့တီဟမျက်နှာကိုထိသွားပါတယ်။ရမင်းကတရားရဲ့ခေါင်းကိုစီပူအိုးတဲ့ကိုအတင်းနှစ်ဖို့ကြိုးစားပေမဲ့မရတဲ့အတွက်အချိန်ထိုးနှက်ပါတော့တယ်။အဲဒီချိန်မှာမိမြက်ကရောက်ရှိလာပြီးရမင်းကိုရိုက်ကမိလိုက်ကတရားကိုခေါ်ပြီးမိဖို့ကြောင့်လည်းကထွက်လာတယ်။ဒါပေမဲ့ဝမ်းနဲ့ဆရာကောင်းတာကတရားဟာဇင်းကြံလမ်းမှာပဲလဲကျသိဆုံးသွားခဲ့တယ်။ဆရာဝေယံနဲ့တင်စာတို့ထွက်ပြေးရင်ခေါမှုစေးရုံခေါမှုပေါ်ကိုရောက်သွားကြတယ်။တီတီနဲ့ရဲတွေကလည်းအနောက်ကနေထက်ချက်မကွာလိုက်လာပြီးမိမြက်ကလည်းမိတက်ပစိန်ကိုကင်ကာတွေးကွက်တွေကိုခြေရခန့်ပြီးခေါမှုပေါ်ကိုလိုက်လာတယ်။တိတ်မကြခင်မှာပဲတီတီတို့ကဆရာဝေယံကိုမှီသွားကြတယ်။တီတီကတင်စာကိုတက်ပစ်ဖို့ရဲကိုအမိန့်ပေးလိုက်ပေမဲ့ရဲတနက်မပစ်ခင်မှာပဲမိမြက်ရောက်လာပြီးတီတီကိုပစိန်နဲ့ပေါက်ချလိုက်တယ်။ဒါပေမဲ့တီတီကပစိန်ကိုအလွယ်တကူဆွဲနှုတ်ပြီးဒဏ်ရာကိုချက်ချင်းပြန်ကောင်းသွားစေကမိမြက်ကိုပြန်ရိုက်ချလိုက်တယ်။တီတီကမိမြက်ရဲ့မျက်နှာကိုကြည့်လိုက်တော့မိမြက်ရဲ့ဖြူစင်းနေတဲ့စိတ်နှလုံးကိုမြင်သွားရတယ်။ဆရာဝေယံကလည်းရက်ကိုတောင်းပန်လိုက်တော့တီတီကသူမဘာတွေလုပ်မိတယ်လဲဆိုတာကိုတတိထားမိသွားပြီးတဖြည်းဖြည်းအလောင်းကောင်ပုံစံပြန်ပြောင်းသွားခဲ့တယ်။ဒါပေမဲ့ရှုံးနေတာကိုလက်မခံခြင်းနဲ့တီတီဟာလှပတဲ့မိန်းကလေးပုံစံကိုပြန်ပြောင်းလိုက်ပြီးဆရာဝေယံအသက်ရှင်နေတဲ့၍သူတို့နှစ်ယောက်ကညီမရှင်းအောင်ထားတယ်လို့ပြောလိုက်တယ်။အဲဒီတော့မှဆရာဝေယံသဘောပေါက်သွားပြီးသူ့တက်ကိုစသေးမှရတော့မယ်ဆိုတာကိုသိသွားတယ်။ဒါကြောင့်တင်စာကိုနောက်ဆုံးအနေနဲ့ချစ်တယ်လို့ပြောပြီးတီတီကိုနမ်းလိုက်ပါတယ်။အဲဒီနောက်ဆရာဝေယံကတီတီကိုပတ်ပြီးစေးရုံခေါ်မှုပေါ်ကနေခုန်ချသွားခဲ့တယ်။တချိန်ကစိတ်ထားကောင်းခဲ့တဲ့မိန်းကလေးနဲ့သူဆရာဝေယံလည်းတည်ဆုံသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့တင်စာနဲ့မေမြတ်တို့စေကူးသားမှုကိုခံယူနေကြပြီးအခင်းဖြစ်ပွားရာနေရာကိုရဲတွေရောက်လာကြတယ်။ဒါပေမဲ့
တီတီရဲ့မော်စာအုပ်ကိုရမင်းကယူသွားပြီဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးအဲဒီလိုဇလန်ကောင်းတွေကိုစက်ကြည့်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားကြပါဦးနော်လို့ဒီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင် like လေးတစ်ချက်ပေးပြီး channel လေးအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဇလန်လေးကိုကြည့်ပြီးမိန်းကလေးတွေကိုမိုးတက်ခေါ်ပြီးအတင်းအတမပြုတ်ချင်ခဲ့တဲ့ဇေယျကိုနောက်ဆုံးမှာယောက်ျားချင်းချင်းသူ့တငယ်ချင်းနဲ့ပြန်ပြီးမူစကူဒူးကိုင်းခဲ့ပြီးအရှက်ခွဲဝါခဲ့တဲ့ပြက်ကွက်ပေါ်ပရိသတ်တွေဘယ်လိုမြင်လဲဗျာအဲဒီပြစ်ဒဏ်ကဇေယျနဲ့တန်တယ်လို့ထင်သလားကိုမတ်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦးအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့လေးတစ်နေ့ဖြစ်ပါစေတငယ်ချင်းတို့ရေ